အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မောင်မျိုးပါဖြစ်ပါတယ်ဒီနေ့မှာတော့ကနေဒါအကြောင်းရဲ့ဘူးတုဒဖြစ်ပေါ်အကြောင်းအရာများကိုတင်ပြသွားမှာဖြစ်ပါတယ်ပထမချက်ကတော့ကနေဒါဘာပေါ်မှာအခြားနိုင်ငံတွေအားလုံးထက်ရေကန်တွေပိုများပါတယ်ကနေဒါမှာတဘာဝရေကန်ပေါင်း3 သန်းကျော်ရှိပြီးကမ္ဘာပေါ်ကတဘာဝရေကန်တွေရဲ့60% ကျော်ပါဝင်ပါတယ်နောက်တစ်ချက်ကတော့Central Tower အမြင့်ဆုံးလွတ်လပ်စွာရပ်တည်တဲ့နိုင်ငံအဆောက်အဦတွေကတစ်ခုဖြစ်ပါတယ်ကနေဒါနိုင်ငံမှာဆိုရင်တော့ဖြင့်တိုရွန်တိုမြို့မှာရှိပြီး953မီတာမြင့်တယ်တိုတိုရဲ့အထင်ရှားဆုံးနေရာတွေကတစ်ခုဖြစ်ပါတယ်ဒါပေမဲ့3ချက်ကတော့ကနေဒါကကမ္ဘာအရှည်ဆုံးကမ်းရိုးတန်းတစ်ခုရှိပါတယ်ကနေဒါရဲ့ကမ်းရိုးတန်းဟာကီလိုမီတာ2000ကျော်ရှည်ပြီးသမုဒ္ဒရာနဲ့ထိစပ်နေတယ်နံပါတ်4အချက်ကတော့ Mount Logan ကကနေဒါရဲ့အမြင့်ဆုံးတောင်ဖြစ်တယ်အမြင့်999မီတာရှိပြီး Yukon ဒေသမှာတည်ရှိတယ်နံပါတ်5အချက်ကတော့ Niagara Falls အဲ့ဒါကတော့ကမ္ဘာပေါ်မှာအထင်ရှားဆုံးရေတံခွန်တွေကတစ်ခုဖြစ်ပါတယ်ကနေဒါနိုင်ငံမှာဆိုရင်တော့ဖြင့်နှစ်စဉ်ကမ္ဘာတဝန်းကလူအများကြီးကဒီရေကုန်တွေကိုလာရောက်ကြည့်ရှုကြပါတယ်ကမ္ဘာပေါ်မှာကနေဒါနိုင်ငံမှာရှိတဲ့အလပတ်ဆုံးရေတံခွန်တစ်ခုလည်းဖြစ်ပါတယ်အခုပြောရမယ်ဆိုရင်တော့ဖြင့်နံပါတ်6ကိုပြောပြမှာဖြစ်ပါတယ်ကနေဒါမှာတောရိုင်းဝက်ဝံတွေအများကြီးပြရှိပါတယ်တောရိုင်းဝက်ဝံအမျိုးအစားတွေကတော့ Black Bear, Gary Silver and Polar Bear တွေဖြစ်ကြပြီးတော့ကနေဒါနိုင်ငံရဲ့ဒေသမျိုးမျိုးမှာတွေ့နိုင်မှာဖြစ်ပါတယ်နံပါတ်9အချက်ကတော့ Banff National Park ဟာကနေဒါရဲ့ပထမဦးဆုံးအမျိုးသားဥယျာဉ်တစ်ခုဖြစ်တယ်အဲ့ဒီ National Park ကို1885ခုနှစ်မှာတည်ထောင်ခဲ့ပြီးတော့တောင်တန်းတွေရေကန်တွေနဲ့တဘာဝရှုခင်းလှလှတွေကြောင့်အဲ့ National Park ဟာနာမည်ကြီးပါတယ်နံပါတ်10အချက်ကတော့ကနေဒါကကမ္ဘာမေဘယ်စပရေးအများအပြားကိုထုတ်လုပ်တယ်မေဘယ်တစ်ပင်ကြီးအရေးကိုအသုံးပြုပြီးတော့မေဘယ်စပရေးပြုလုပ်ကြတယ်အထူးသဖြင့် Quebec ဒေသကနာမည်ကြီးရဲ့အဲ့ကနေဒါနိုင်ငံမှာဆိုရင်ကြားရည်ရာအရင်နာမည်ကြီးရဲ့တစ်ခုဖြစ်ပါတယ်ကျွန်တော်အခုပြောပြမယ်နံပါတ်9အချက်ကတော့ကနေဒါမှာကျွန်းပေါင်း9000ကျော်ရှိပြီးအဲ့ကျွန်းတွေထဲကတစ်ခုဖြစ်ပါတယ်ခုနောက်ဆုံးပြောမယ့်ချက်ဖြစ်ပါတယ်ကနေဒါမှာကမ္ဘာပေါ်ကလူတွေနေထိုင်တဲ့အေးဆုံးနေရာတွေထဲမှာတချို့ရှိပါတယ်။ရောက်ပိုင်းဒေသတွေမှာစောင်းရာသီအတွင်းအပူချိန်ရေကမ်းမဲ့အောင်အလွန်နှိမ့်ကျတဲ့အတွက်ကြောင့်ကနေဒါမှာကမ္ဘာပေါ်လူတွေနေထိုင်တဲ့အေးဆုံးနေရာတွေကတချို့ဖြစ်ပါတယ်။အားလုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။